ဒီရမှာပြောမှဆိုတော့ပြည်နယ်အစိုးရနဲ့ဗဟိုအစိုးရပေါ့နော်ပြည်နယ်အစိုးရကတော့ politically အရမဝင်တော့မှဒီ culturally အရပေါ့နော်ကျွန်တော်တို့အနေနဲ့အများကြီးသူတို့ကူညီတာရှိတယ်လေအများကြီးသူပါဝင်ဒီစစ်ပေးရှောင်တွေလက်ခံပေးတယ်ဒါဟိုဒီကျန်းမာရေးဆိုင်ရာတာဝန်ပညာရေးပေါ့နော်ဆိုင်ရာဒီအမျိုးဒီလူသားချင်းစာနာထောက်ထားကူညီမှုဆိုင်ရာအဲ့ဒါမျိုးတွေအများကြီးသူလက်ခံထားပေးတယ်ကူညီပံ့ပိုးထားပေးတဲ့အပိုင်းတွေရှိတဲ့အတွက်ကြောင့်ဒါတစ်ပိုင်းပေါ့နော်ဒီ2025ဝန်းကျင်လောက်ဆိုတော့နည်းနည်းပါးပါစူးစမ်းမေးမြန်းတာလေးတွေရှိတယ်ပေါ့နော်အခုမဏိပူကအမတ်တို့ဒီမီဇိုရမ်ကအမတ်တို့ပေါ့နော်ကပေါ်ချန်ဝက်နဲ့ပတ်သက်လို့ဟိုဟာဒီဟာတွေပြောတာဆိုတာရှိပါတယ်ဒီဘင်္ဂလားဒေ့ရှ်ကောအိန္ဒိယကောသူတို့ရဲ့ပါဝင်ပတ်သက်မှုတွေကအဲ့လောက်ကြီးမမြန်ဆန်မှုမရဲတင်းမှုမပွင့်လင်းမှုပေါ့နော်အဲ့လိုကြီးနဲ့စောင့်ကြည့်ရှင်နေသေးတဲ့သဘောမျိုးလို့ကျွန်တော်တို့မြင်တယ်ကျွန်တော်တို့ဒီလောက်ထိတော့မှနိုင်ငံတကာရဲ့အကူအညီရဲ့လို့ဘာမှမရှိဘဲနဲ့ရောက်လာတာပဲကျွန်တော်တို့ဒီမှာဥပမာဆိုမင်းတပ်တို့ complete တို့ဆိုကြည့်ပါနိုင်ငံတကာအဖွဲ့အစည်းဒီစီကနေရတာတပြားမှမရှိပါဘူးဒီတွန်းဖွဲ့စည်းဖြစ်တဲ့ NUG ကတော့မှဘာမှလောလောလထောက်ပံ့ကူညီတာဘာမှမရှိခဲ့ဘူးကျွန်တော်ကိုတူးကိုချွန်းနေပေါ့နော်ရုံးကမ်းမှာတီတီရောက်လာတယ်ကျွန်တော်ဒီကြားထဲမှာနိုင်ငံကြီးတွေကြားထဲမှာကြားညံ့မှာသွားဖို့ပေါ့နော်နိုင်ငံကြီးတတိကြီးနဲ့ဆက်သွားဖို့အဲ့လိုမျိုးဓာတ်တွေကိုကျွန်တော်လက်တွေ့ကြချင်းကပ်ပြီးမှကျွန်တော်တို့ကတရုတ်မလို့ဒရိုင်းမုန်းလဲလို့မရဘူးအိန္ဒိယမလို့ဒီမိုကရေစီနိုင်ငံဆိုပြီးမှပြေးဖက်ဖို့လည်းမဟုတ်ဘူးနိုင်ငံကြီးတွေကြားထဲမှာကြားညံ့မှာသွားဖို့ပြီးတော့မှအိန္ဒိယရဲ့ချင်းကပ်မှုမှာအားရတယ်မရတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့တော့ self sufficient ဖြစ်ဖို့ကိုကျွန်တော်တို့စူးစမ်းချင်တယ်အိန္ဒိယကိုလောလောဆယ်အားမရလို့လည်းပြောလို့ရတာပေါ့နော်တစ်ဖက်ကကျတော့လည်းဘယ်ချိန်ဘယ်လိုမျိုးနေမှာအားရလာမယ်လို့လည်းပြောခက်ပြန်တယ်ကျွန်တော်တို့အနေနဲ့ရိုးရိုးချင်းတွေ့မယ်ဆိုတော့အိန္ဒိယအနေနဲ့ကျွန်တော်တို့လေပြစ်လက်နဲ့တကူလုံးလာပုံပေးလိုက်ပေါ့နော်လက်နဲ့ခင်းရတဲ့အကုန်လုံးပေးဆိုရင်တော့ကျွန်တော်တို့ရှင်းပြောရင် map pad တီတာလာပြီးရင်ကိုစစ်ကောင်စီကလီရင်တာမသုံးနိုင်တော့ဘူးဆိုတော့ဒီခုနဲ့တင်ကိုကျွန်တော်တို့၄၅6လအတွင်းလုံးဝကြာသွားမှာပဲကျွန်တော်တို့ရဲ့ဒီနိုင်ငံရဲ့ဖွဲ့စည်းတဲ့အစပေါ့နော်တကယ်တော်လှန်ရေးရဲ့အနှစ်သာရတွေပေါ့ဘယ်လောက်သစ္စာဆောင်သိကြမလဲဘယ်လောက်မှန်ကန်တဲ့စစ်မှန်တဲ့ဖွံ့ဖြိုးတိုးတက်မှုကိုဥတည်တယ်လဲကျွန်တော်တို့ဘယ်လောက် serious ဖြစ်တယ်လဲကျွန်တော်တို့ဘယ်လောက် committed ဖြစ်တယ်လဲဆိုတာသူတို့တစ်ဖက်ကလည်းကြံစောင့်ကြည့်ကြအောင်မထင်နဲ့အဲ့ဒီအတွက်ကြောင့်ပေါ့နော်ပြောချင်မှုပေါ့နော်တစ်ဖက်ကလည်းသူတို့အနေနဲ့ဒူဝေနေတာကိုလည်းနားလည်တဲ့သဘောမျိုးပါအဲ့လိုအထူးသဖြင့်တော့အိန္ဒိယလိုမျိုးပေါ့နော်တကယ်ရေရှည်တည်တံ့ခိုင်မြဲတဲ့နှစ်ဖက်လုံးကိုဘယ်တော့မှအရှော့မပေးရမယ့် principle တချို့ဒါပေမဲ့နှစ်ဖက်လုံးနဲ့အရှော့တင်းလို့ရ principle တချို့ကိုရှင်းရှင်းလင်းလင်းနားလည်ထားဖို့ပေါ့နော်ဒါပေမဲ့တစ်ဖက်မှာကကျွန်တော်တို့အနေနဲ့ဒီနေမြေကိုကောင်းထိမ့်သိမ့်နိုင်ခြင်းမရှိဘူးမရသေးဘူးဆိုရင်တော့ဒီလိုမျိုးဟာတွေထွက်လာမှာမဟုတ်ဘူးအရှင်းဆုံးပြောရင်ကျွန်တော်တို့က territory နဲ့ people ပဲဒီဒူရီနဲ့ဒီနေပေတွေကိုတကောင်းနေမြေဆုံးမှုရတယ်ဒီဒူရီနဲ့စီးလုံးမှုထောက်ခံမှုရတယ်ဆိုတဲ့ဘိုင်းမှာဘောနော်အဲ့ဒီမှာတကယ်ရေရှည်ပေါ့နော် consistent ဖြစ်လာတယ် long term ဖြစ်လာတယ်ဆိုရင်တော့ဥပမာဆိုအိန္ဒိယခုနောက်ပိုင်းနဲ့စကားပြောလာတယ်အိန္ဒိယနဲ့ချိတ်ဆက်လဲဆိုတာဘာကြောင့်လဲဆိုတော့ control area တွေရှိလာလို့ပဲခြေပြန့်လာလို့ပဲအဲ့ဒီအတွက်ကြောင့်ပဲသူတို့အရင်ကတည်းကပိုစိတ်ဝင်စားလာတာတရုတ်ဖြစ်ဖြစ်အိန္ဒိယဖြစ်ဖြစ်ကျွန်တော်တို့အနေနဲ့ပြည်တွင်းမှာပဲတကယ် solid ဖြစ်လာတယ် consolidate ဖြစ်လာတယ်ပေါ့နော်တဖြည်းဖြည်းကျွန်တော်အထင်တော့ဒီစစ်ဘရင်တွေပေါ့နော် warlords တွေဖြစ်နေတယ်ဖျို့ဖျဲဖြစ်နေတာရှိနေတယ်ခပိုက်ဆောင်တပ်ဖွဲ့နဲ့ဘာနဲ့ညာနဲ့ပေါ့နော်ဒါတွေကတော်လှန်ရသူ့အလိုလျောက်စစ်ထုတ်သွားမှာပဲတချင်းချင်းကြရင် chaos to order ပေါ့နော်ဖျို့ဖျဲကနဲ့စနစ်ကြတဲ့ဘက်ကတပြေးပြန်သွားမှာပဲတော်လှန်ရလိုပဲသွားမှာပါအဲ့ဒီမှာပဲ order ကိုပြန်သွားတဲ့အချိန်မှာပဲစစ်ကောင်စီကပြန်အကုန်လုံးပြန်ထိန်းသိမ်းထားရင်စစ်ကောင်စီက order ကို dictate လုပ်သွားမှာပေါ့တော်လှန်ရေးအင်အားစုတွေနိုင်သွားရင်လည်းပဲနောက်တော့ကြာ order ဘက်ကိုပြန်သွားမှာပဲကိုလိုတပူဘယ်လိုပြောမလဲဘူတထောင်နိုင်ငံလို့ဖြစ်လို့မရဘူးဆိုတော့အဲ့လိုမျိုးကျွန်တော်တို့ပြန်သွားပြီးတဲ့နောက်ပိုင်းမှာအိန္ဒိယကိုလည်းဒီမိုကရေစီအင်အားစုဆိုပြီးမှတအားကြီးပေါ့နော်ဝန်ပန်းတဲ့အားကိုးစရာလည်းမဟုတ်ဘူးတရုတ်တီလည်းပဲဒါဘယ်လိုပြောမလဲဒီ communist ပေါ့နော်ဒါအဲ့လိုမျိုးပေါ့အာနာရှင်ဆိုပြီးမှလည်းလုံးဝသူတစ်ဖြစ်ပေါ့နော်အနောက်မီဒီယာရဲ့ပုံဖော်မှုအတိုင်းကျွန်တော်တို့အမြင်ကပ်ဖို့မဟုတ်ဘူးနှစ်ဖွဲ့လုံးနဲ့ကောင်းကောင်းမွန်မွန်ချိတ်ဆက်ပြီးမှအလုပ်ဖြစ်နေတာလည်းအများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့နွားရှိထွန်ကျူးမဖြစ်အောင်ပေါ့နော်ပြောချင်တာကနိုင်ငံခြားနဲ့ပဲကျွန်တော်တို့နိုင်ငံခြားနဲ့ပဲအစိုးရလှမ်းလုပ်နေတာမျိုးနိုင်ငံခြားနဲ့ပဲ Zoom meeting နဲ့ပဲနိုင်ငံကိုစီမံခန့်ခွဲနေတာမျိုးတော့မရဘူး data တော့မှတကယ် data ထိန်းချုပ်နေနေနဲ့စိုးမျိုးမှုနဲ့တကယ် institution တွေတိစောက်ပြီးမှဒီပြည်သူ့ဝန်ဆောင်မှုတွေပေးရင်းနဲ့မှတဖြည်းဖြည်း on ground မှာပဲ consolidate ဖြစ်တဲ့အဖွဲ့အစည်းတွေနဲ့ပေါ့နော်သဘောထားကြီးအမြင်ကျယ်နဲ့တရုတ်ကောအိန္ဒိယကောမြန်မာအကုန်လုံးဝင်းဖြစ်နိုင်တဲ့အခြေအနေမျိုးတွေအများကြီးရှိတယ်လို့ကျွန်တော်မြင်ပါတယ်။မလို့တော့စေတော့ကျွန်တော်တို့အခုချိန်အဲ့လိုမျိုးရှိပါလဲဂရီပေးလဲသူကယုံချင်မှယုံပါလေမင်းတို့ဟာတွေကကိုယ့်နယ်မြေတော့ကိုပြန်မထင်းသိနိုင်ပဲနဲ့ကိုမျိုးတော့ကိုပြန်မရသေးပဲနဲ့ဆိုပြီးမှပဲမြင်ပါပဲကျွန်တော်တို့နေNUG အဲ့လိုလည်းမြင်ကြတယ်နဲ့တူပါတယ်ဘယ်လိုပြောမလဲ
proof ပေါ့နော်ကိုယ့်တက်တည်ပြမယ်အပိုင်းအဲ့ဒီတက်တည်ပြမယ်အပိုင်းကိုပဲကျွန်တော်ဦးစားပေးပြီးမှာပေါ့နော်တကယ် worthy ဖြစ်ပြီးထိုက်တန်ပြီးတက်တည်ပြပြီးတက်တည်ထူပြီးပြီဆိုရင်တော့အကုန်လုံးအားလုံးပေါ့နော်အပြန်အလှန်ကြိုးရှိတဲ့ဘက်ကိုကျွန်တော်တို့တွားကိုတွားရမယ်တွားကိုတွားနိုင်ရမယ်ပေါ့နော်